ကျွန်တော်ဒီနေ့မှာတော့ Roblox တွေက ground garden ဆိုတဲ့ game ကိုဆော့ရမှာပေါ့ဒီ game ကဘယ်လိုလဲဆိုတော့ဒီ sea shore ဆိုတဲ့နေရာမှာအဲ့လိုမျိုးအစီတွေဝယ်မယ်ဒီမှာအစီတွေဝယ်ပြီးတော့အပင်တွေဆိုင်မယ်ပြီးတော့ရလာအသီးသီးရင်အဲ့လာကိုအမျိုးရိတ်လို့ရတယ်ရိတ်ပြီးအဲ့အသီးရလာရင်အဲ့လာကိုအဲ့ဟို stair step ဆိုတဲ့အဲ့နေရာမှာသွားရောင်းရမှာပေါ့ရောင်းပြီးလို့ရှေ့ပတ်စံရရင်ပတ်စံရပြီးအဲ့လိုလော်ရီနဲ့ပတ်စံနေများပြီးတော့တချို့လူတွေဆိုရင်အဲ့လိုမျိုးအကြီးရနော်အဲ့လိုမျိုးပတ်တွေလည်းဝင်လို့ရဒါမှမဟုတ်ကျွန်တော်ကတော့ဒီဗီဒီယိုလေးမစခင်မှာနည်းနည်းလေးစော့ထားတဲ့အတွက်နည်းနည်းလေးတော့ပတ်စံနေရနေတယ်ပေါ့ကျွန်တော်တို့အဲ့လားဆိုဒီဗီဒီယိုလေးကို like and subscribe နဲ့ခေါင်းလားလေးကိုနှိပ်ပြီးဒီ channel ကိုကိုကြီးသွားပြီးလို့ရတယ်အဲ့ဒါဆိုဗီဒီယိုလေးကိုစလိုက်ရအောင်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာစတော့ဘယ်ရီကိုကျွန်တော် like ရေးနေအကုန်လုံးရေးနေအကုန်လုံးရေးဒါကျွန်တော်ရဲ့ blueberry ချန်ဒါကကျွန်တော်ရဲ့ strawberry ချန်ဒါကကျွန်တော်ရဲ့ tomato ချန်ဟိုလူများဟာရွယ်ကြည့်ပါအကြီးပဲကျွန်တော်အဲ့လိုလုပ်ကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကနူလေးဆိုတော့လေနူပေါ့အဲ့တိုင်းပဲဒါကျွန်တော်တို့ strawberry လိုက်ရေးနေကျွန်တော်မရောင်းသေးဘူးကျွန်တော်ပတ်စံစုနေတာပြီးတော့မှသွားရောက်ပါအခုသွားရောက်မယ် let's go သွားရောက်မယ် let's go ကျွန်တော်အကုန်ရောက်ပါOh my god 3000တောင်ရပါပဲကျွန်တော်ဒီမှာအသီးကြီးနည်းနည်းဝယ်လာအောင်မယ်ကျွန်တော်တိုမာတိုစီလည်းမဝယ်တော့legendary ကျွန်တော်ကတော့ rare ထိပဲဝယ်နိုင်တယ်ပေါ့ legendary ထိတော့မဝယ်နိုင်ဘူး rare ထိပဲဝယ်နိုင်သေးတယ်အဲ့တိတ်မှမချမ်းသာအဲ့တော့အလားဆိုရင် blueberry ဟာဝယ်လိုက်မယ် blueberry တစ်ခုဝယ်လိုက်မယ်ပြီးတော့ strawberry ဇက်တိုက်ဝယ် strawberry ဝယ်ပြီးအခုကျွန်တော်တို့သွားစားလိုက်ရ blueberry ကတစ်ခု blueberry ကဒီနားမှာတစ်ခုအားမယ်ပြီးတော့ကျွန်တော်တို့ဒီမှာအားလေးလိုက်ရကျွန်တော်ခဏနေပါကျွန်တော် strawberry ဝယ်ရအောင်မယ်strawberry သွားဝယ်လာအောင်မယ်နော်ကဲ strawberry ပဲဆိုတော့ကျွန်တော်တို့မှာ fruit မှာ strawberry ကဝယ်လို့မရတော့ဘူးဆိုတော့ကျွန်တော်ဘာသွားလုပ်ရတော့လဲလို့ကျေးဇူးတင်ပါတယ် strawberry ဝယ်လို့မရတော့ဘူးဒါဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ strawberry ကိုပဲလိုက်ရောလိုက်ရအောင်ဒီနား blueberry ချန်ရောblueberry ချန်ကြီးပဲရောက်သွားတယ်ဟောကျွန်တော်ဆနအစီထုတ်လိုက်တာကျွန်တော်တိုမာတိုရေခုထိမသိနိုင်သေးဘူးလားလို့တိုမာတိုလိုချင်နေပြီတိုမာတိုရေတော့လိုချင်နေပြီအားထားလေးဟာဘိုက်တော့အကုန်လုံးရိတ်မယ်မိုးရပြီ let's go မိုးရပြီဆိုတော့ကျွန်တော် blueberry က strawberry blueberry ဟို blueberry ဒီမှာblueberry ရော strawberry ဇက်တိုက်ရိတ်မယ်လောလောဆယ်ကျွန်တော်အခုအပင်သွားရောက်လာအောင်ပါတိုမာတိုကနောက်ပိုင်းကျရင်အဲ့လိုအကြီးဖြစ်သွားမလားနော်တိုမာတိုကကြတော့အဲ့လိုဖြစ်သွားတာပါ let's go 1000ရတယ်1000ထက်ရတယ်ကျွန်တော်အသီးထက်ဝယ်မယ်ဆိုတော့တိုမာတိုကတော့ဆော့ဘူးဒါပေမဲ့ကျွန်တော်မဝယ်သေးဘူးစတော်ဘယ်ရီလိုချင်တာကျွန်တော်ဒါရီလည်းanswer တွေတော့ divide နေတော်ဈေးကြီးမြတ်ပုံပဲဒီအပြင်ကတော်ဈေးကြီးမှာโอเคဆိုတော့ကblueberry ကိုဆိုင်အသီးလိုက်ရိတ်မယ်လက်စကိုအသီးလိုက်ရိတ်မယ်ဒါကျွန်တော်ရေလုံးနိုင်တာအသီးလိုက်ရိတ်ပါလေဖြစ်တာပဲအသီးရိတ်ကြစမ်းလက်သမားနဲ့တော့မတူနော်အေးရတမျိုးကြီးပဲအပင်ဆိုင်တာလက်သမားပင်ဆိုင်တာလားဒါမှမဟုတ်ကျန်ရကြောင်ရင်ကောက်ဆိုင်တာမသိဘူးကျွန်တော်လည်းမသိဘူးအမနဲ့ဆော့လို့တော့ကောက်ပါရဲ့
အေးစစ်စစ်ဆော့ရင်လည်းဒီကင်းဆော့လို့ရကောင်းပါလေဘယ်လိုဆော့ကြည့်ကျွန်တော်ဒီမှာစတော်ဘယ်ရီကတော်တော်သီးနေโอเคအဲ့ဒါတီးအောင်စောက်လိုက်ရင်းနဲ့ကျွန်တော်ဒီမှာအသီးတွေလိုက်ပြီးတော့လိုက်ရောင်းလိုက်အောင်ထားရကျွန်တော်အခုလူများရဲ့ဂါတဲ့နေကိုလိုက်ပြမယ်ဒီမှာတော်တော်လှရယ်နော်ဒီလို့တော့တော်လှရယ်သူလည်းဒီမှာအလုပ်တွေကြိုးစားနေတယ်တော်တော်မိုက်တာလေဒါလေးကြီးဒါဘလူးဘေဘီခြုံမလားဒါတိုမဲတိုဟိုမလားတိုမဲတိုကအဲ့လိုတော့တိုမာတိုကအဲ့လိုကြီးလားဟာကျန်းတာဘောလို့ကျွန်တော်တိုမာတိုကခုနေရသေးno ကျွန်တော်တိုမာတိုခုနေရသေးလို့ကောက်ရိပ်မယ်ဗျာကျွန်တော်တို့နဲ့ကျွန်တော်တို့ရှောက်သွားပြီးသွားပြီဆိုတော့ကောက်လိုက်ရင်တော်တော်လေးများတော့မှသွားရောက်မယ်ပတ်စံ1000ရအောင်လုပ်မယ်ဒီကွာကျွန်တော်လည်းပတ်တယ်လို့ပြင်နေတာအဲ့လိုမျိုးဆိုကျွန်တော်လည်းရိတ်ဆရာမလို့သူက automatic ရိတ်ကိုကငုတ်တုတ်ထိုင်နေရုံပဲအိုးရစတော်ဘယ်ရီကနည်းနည်းနော်ကြီးမဟုတ်ဘူးနော်ဘိုင်းနဲ့တူလို့တူမလဲအဲ့စတော်ဘယ်ရီရပြီ oh my god အကြီးပဲစတော်ဘယ်ရီကနည်းနည်းနော်ကြီးတယ်မဟုတ်ဟာဘာစတော်ဘယ်ရီလဲစနာတို့စတော်ဘယ်ရီကတော့အကြီးတာရပြီတော့ကောက်လိုက်ထိုက်ပြီဒါဒိုင်းစတော်ဘယ်ရီနောက်ဒီမှာအပင်လေးလိုက်ရိပ်မယ်အပင်လေးလိုက်ရိပ်မယ်နော်စတော်ဘယ်ရီကတော့တကယ်မိုက်တယ်အခုသွားရောက်လိုက်အောင်သွားရောက်မယ်စတီးစီပါစကုတ် gift လို့ရတယ်ကွာဘာလဲဟာ hello တဲ့ကျွန်တော်လဲနည်းနည်းကြောင်ဟာဒီတန်းမှာကျွန်တော်ဘာမှလဲဒီတန်းမှာကျွန်တော်ဝဲတာဝဲနေကျွန်တော်စီတည်းဘာမှလဲအေးနော်တမျိုးကြီးဝဲတာဝဲနေကျွန်တော်စီတည်းလက်ထဲမရောက်အော်ကျေးဇူးပါလို့ကျွန်တော်ဘလူးဘေရီကိုဒီမှာဆိုင်အိုးကျွန်တော်ခဏလေးပဲသွားသေးတယ်မှာပင်နေအများကြီးပဲအတီးရလည်းတော်တော်ကြီးရယ်ထူမာရိုသီးပြီ let's go ကျွန်တော်တို့ပထမဆုံးထူမာရိုထူမာရိုသီးပြီဟာရိတ်လို့မရသေးဘူးအာကြီးတော့ဟာရိတ်မယ်ဆိုတော့ဒါတွေရိတ်မယ်ဒါရိတ်မယ်ရေးလို့မရသေးဘူးရေးလို့ရပြီတိုမာရိုရတော့ပါတော့လို့တိုမာရိုအခုထိမသိသေးဘူးအဲ့တော့ဘာလို့ဘာကြိုင်ရလဲဟုတ်မသိတော့ကျေးဇူးအများကြီးတင်ပါတယ်လို့မတော်သည် let's go တိုမာရိုရသည်သွားရောက်မယ်တော့ inventory တော်တော်ပြီသွားတော့မှ short တော့ reset ချသွား okay short reset ချသွားပြီဆိုတော့ဘာတွေမြဲရှိမလဲ oh my god ဘန်ဘိုးစီဝယ်လိုက်ပြီကျွန်တော်ဗန်မိုးစီဝယ်လိုက်ပြီဗန်မိုးစီနောက်ထပ်တစ်ခါရသေးလားရသေးတယ်ဗန်မိုးစီနှစ်ခုဝယ်လိုက်ဘာတိုင်းနော်မရတော့လို့ရှိရင်ဒီဆိုအဲ့လိုဖြစ်သွား ဟ
ဒီနားမှာဆိုင်မယ်ဒီနားမှာဆိုင်โอเคဗန်မိုးစီပြီးသွားပြီဆိုတော့ကောက်လိုက်ရိပ်မယ်နော်ဒါလေးအကုန်လုံးလိုက်ရိပ်မယ်ဆိုတော့ဒီဘောလုံးရိပ်ပြီးသွားပါပြီရောင်းမယ်နော်ရောင်းမယ်โอเคအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုသူတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါပဲနောက်နေ့ကျရင်နောက်တစ်ပိုင်းနဲ့အတူပြန်လာပါမယ်တက်တာပါ